ဒီကနေ့ဖတ်ရှုမဲ့ကျမ်းချက်လေးကတော့ထွမြောက်ရာကျမ်းအခန်းကြီး1အခန်းငယ်15မှ21အထိပဲဖြစ်ပါတယ်။ရှိဖရာနဲ့ပူအာအမိရှိသောဟေပြဲဝမ်းဆွဲမတို့ကိုအေဂုတုရှင်ဘုရင်ကသင်တို့သည်ဟေပြဲမိန်းမတို့အားဝမ်းဆွဲလုပ်၍မွေးရအရ၌စောင့်နေသောအခါယောက်ျားဖြစ်လင်သည်စေမိန်းမဖြစ်လင်အသက်ရှင်စေဟုအမိန့်တော်ရှိ၏ဝမ်းဆွဲမတို့သည်ဖျားသခင်ကိုကြောက်ရွံ့၍အေဂုတုရှင်ဘုရင်မိန့်တော်မူသည့်အတိုင်းမပြုယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏အေဂုတုရှင်ဘုရင်သည်လည်းဝမ်းဆွဲမတို့ကိုခေါ်၍သင်တို့သည်အဘဲကြောင့်ဤသို့ပြုသည်နီယောက်ျားတို့ကိုအဘဲကြောင့်အသက်ချမ်းသာပေးသည်နီဟုမေးစစ်သောဝမ်းဆွဲမတို့ကဟေပြဲမိန်းမတို့သည်အေဂုတုမိန်းမကဲ့သို့မဟုတ်တန်ဆွမ်းသောကြောင့်ဝမ်းဆွဲမမရောက်မီသားကိုဖွာတတ်ကြ၏ဟုပြန်လျှောက်လေ၏ထို့ကြောင့်ဘုရားသခင်သည်ဝမ်းဆွဲမတို့ကိုကျေးဇူးပြုတော်မူ၏ထိုလူအမျိုးဒီလည်းများပြား၍အလွန်အားကြီးကြလေ၏ဝမ်းဆွဲမတို့သည်ဘုရားသခင်ကိုကြောက်ရွံ့သောကြောင့်သူတို့အိမ်သူအိမ်သားများကိုပြုစုတော်မူ၏ဂျာနာသူရောက်ချင်းစီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ